မိဘတွေကအိမ်ခေါ်တင်တော့မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီဆရာဆရာမကိုယုံကြည်တာမယုံကြည်တာထက်ပေါ့အဓိကကတော့ဒီလိုမျိုးရေရှည်သွားလို့မရတော့ဘဲနဲ့တရက်နှစ်ရက်တစ်ပတ်လောက်ဝင်ပြီးတော့ပြတ်သွားတဲ့ဆရာဆရာမမျိုးတွေနဲ့ကြုံတွေ့ရတာများလာတဲ့အခါမျိုးမှာနည်းနည်းလေးပေါ့နော်ဒါမိဘတွေဘက်ကစိုးရိမ်စိတ်တွေရှိလာတတ်တယ်ဆိုတော့အဲ့ဒီအခါမှာဒီဆရာဆရာမအတွက်ပေါ့နော်ဒီပညာသင်ကြားစရိတ်ပေါ့ဒီလခတွေကိုတခါတည်းအပြီးကြိုရှင်းရတာမျိုးတက်စားလို့ရှိရင်လကုန်ဒါမှမဟုတ်လေတဝက်လောက်အရင်ပေးထားပြီးတော့မှနောက်လာပြေးမှတဝက်လောက်ထိပေးမယ်ဒီလိုမျိုးတွေမိဘတွေနောက်ပိုင်းမှာပြောလာကြတာရှိတယ်ပေါ့နော်ဆိုတော့အဓိကဒီနေရာမှာပြောပြချင်တာကတော့ဒါတီးချင်းပိုင်းဒီတင် जा ရေးပိုင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ guide ဆိုတာလည်းဒါတင် जा ရေးပိုင်းရဲ့နယ်ပယ်တစ်ခုတည်းရပဲဖြစ်တယ်ပေါ့နော်ဟိုပြောချင်တာကတော့ဆရာဆရာမတွေဒီဒါကျွမ်းကျင်တဲ့ဟိုအသက်မွေးဝမ်းကြောင်းတစ်ခုအနေနဲ့လောက်ကင်နေကြတဲ့ဆရာဆရာမတွေလည်းရှိနိုင်တယ်တချို့ကြောင့်လည်းဒါအချိန်ပိုင်းပတ်တိုင်းနေလောက်တာမျိုးတွေလည်းရှိနိုင်တယ်ဘယ်လိုပဲဖြစ်ဖြစ်ပါတကယ်တော့မိဘအနေနဲ့ကရွေးချယ်တဲ့အခါမှာပေါ့နော်ယုံကြည်စိတ်ချရတဲ့ဒီအာမခံချက်ရှိပဲဟိုတေချာလေးပေါ့နော်တာဝန်ယူမှုတာဝန်ခံမှုပေးနိုင်တဲ့နေရာမျိုးကနေပြီးတော့ရွေးချယ်ပြီးတော့ခေါ်ယူတာကတော့ပို့ပြီးတော့မှဒါမိဘတွေတက်လဲခေါင်းရှုပ်စရာရှင်းလင်းပြီးတော့မှတေချာရေရှည်အဆင်ပြေပြေနဲ့သွားလို့ရမှာဖြစ်ပါတယ်အဲ့လိုမျိုးကိစ္စတွေနဲ့စိတ်မရှုပ်ချင်ဘူးဆိုရင်တော့တခိုင်းမြန်မာကနေဆန်ဆန်မတွေစုံစမ်းမေးမြန်းလို့ရပါတယ်